အမမင်္ဂလာပါအရင်ကတော့ရမြတ်သူပဲဖြစ်ပါတယ်အရင်ကဒီနေ့မှာဒေါက်တာအိမ်မှာပေါ့နော်အရင်နှာခေါင်းလေးကျိုးပြန်လာထိုးတာပေါ့အရင်2023လောက်ကလည်းတခါဒီမှာပဲဆရာစီမှာပဲကျိုးထိုးတယ်အခုနည်းနည်းလေးကိုနှာခေါင်းလေးလည်းပြန်ကျသွားပြီလို့ထင်လို့အဲ့နှာခေါင်းလေးကိုပြန်ပြီးတော့လူလာအောင်လို့လာလောက်တာဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ပေးပါဦးလို့ပြီးလို့ရှိရင်ထိုးပြီးသွားရင်နာလားမနာလားရင်ဘယ်လိုမျိုးလေးခံစားရလဲဆိုတာလေးလည်းပြောပြပေးပါမယ် Okay ဒီနေ့ကကြတော့ဘောနော်ဒီမှာလေးဒီနှာခေါင်းလေးနည်းနည်းလေးပြန်ပြီးတော့မှလုပ်နေပေါ့နော်။ဒါဆို2023တုန်းကကြာတယ်ဒါဆရာတို့တစ်ခါလည်းထားပြီးပြီဒါအခုတော့ကြာသွားပြီပေါ့နော်။တော့ကြာသွားပြီဆိုတော့အခါကျတော့အခုနောက်ထပ်တစ်ချိန်ပေါ့နော်။ဒါနာရလေးသူဆက်လေးနည်းနည်းပြန်ပြီးတော့မှနည်းနည်းပြန်ပြင်မယ်ပေါ့နော်။အခုလည်းလာနေတယ်ကြံလဲကြံတယ်။နော်ဒါဆို Okay ဆိုတော့ကြာနော်Belum. Jelas. Biar mata tadi ini tengah aku jawab, no? Jangan perlu ayam ni orang yang jawab, no? Boleh terus. Wah, kalau tu begini sesuai enak deh, tak, no? ပြပါအခုအရင်ကတော့နှာခေါင်းကျိုးထုတ်ပြီးသွားပြီပေါ့နော်အရင်ကစတော့ကြောက်နေတာဒါပေမဲ့ဆရာကတော့အရင် relax လေးဖြစ်စေပြီးတော့တေချာလေး cue ဆက်ပြီးတော့ထိုးပေးထားရပေါ့နော်အဲ့တော့အရင်ကလည်းအရင်စိတ်ကြီးနေပါတယ်နောက်နေ့ဘယ်လိုပို့ပြီးတော့လှမလဲဆိုတော့လည်းစိတ်ဝင်စားနေပါတယ်ပြီးတော့တေချာလေးအရင်အလှအောင်ဆုံးဖြစ်အောင်လုပ်ပေးရဆရာလည်းချစ်စွာများရတင်ပါတယ်တိုင်းကြည့်မယ်ပေါ့နော်နှာခေါင်းလေးပြန်ကျိုးလို့ကြည့်မယ်ဆိုပြီးတော့2023ရေမွေးနေ့လောက်ကဆို10လပိုင်းလောက်ပေါ့အဲ့လောက်ကမှပြန်ထိုးဖြစ်တာအဲ့တော့လည်းနှာခေါင်းလေးအဲ့လိုဆရာဒီစားလေးလုပ်ပြရပေါ့နော်အဲ့ဒါအခုကိုယ်နှာခေါင်းကိုပြန်ကျန်နည်းနည်းလေးကြံလေးတယ်ဆိုပေမဲ့ဟိုတိတ်မရှိတော့ဘူးကွာဒါကပြန်ပြောင်းသွားနည်းနည်းလေးပြန်ပြောင်းသွားနေသွားတော့ဆရာကြီးပြန်သွားပြီးအခုပုတ်ချာဟုတ်ကဲ့ပါအခုမီဒီယာရဲ့စီရှင်ရဲ့ share ပရိသတ်တွေအားလုံးကျေးဇူးများတင်ပါတယ်ပြောချင်ပါတယ်အားလုံး message ထင်တာကြီးကိုကျမကြီးလည်းပြည့်စုံပါစေဟုတ်